မျှော်လင့်မဲ2020ထိရုံတင်ပြသခွင့်မရခဲ့တဲ့အောင်စပူရဲ့ကန်ဆက်သူရုပ်ရှင်ဇာတ်ကားကြီးပရိသတ်တွေမျှော်လင့်တကြီးနဲ့စောင့်စားနေကြတဲ့အောင်စပူရဲ့ကန်ဆက်သူရုပ်ရှင်ကားကြီးက2020ထိကိုပြသခွင့်မရခဲ့ဘူးတဲ့နော်ဒီနှစ်ကုန်လောက်ရုံတင်ခွင့်ရလိမ့်မယ်လို့ပရိသတ်တွေထင်ခဲ့ပေမဲ့အချိန်ဒီအကြောင်းတစ်ခုကြောင့်ရုံတင်ခွင့်မရခဲ့ပါဘူးစ조사ပန်းစားရိုက်ကူးခဲ့ရတဲ့အဆုံးကဝေကားလေးမလို့မိသားစုတွေကခက်စော်ကိုတွေးကျင်ကြပေမဲ့လာမယ့်နှစ်2020ထိကိုရုံတင်ခွင့်မရခဲ့ပါဘူးတဲ့နော်မမျော်လင့်တဲ့အခက်အခဲလေးတခုကြောင့်ဒီနှစ်ကုန်နောက်နှစ်စာရုံတင်ခွင့်မရခဲ့ပေမဲ့လည်းရုံတင်ခွင့်ရမယ့်နှစ်အထိကိုမင်းသားလေးရဲ့ပရိသတ်တွေကလိုက်ပြီးတော့အားပေးကြမှာတည်ချပါဒါရိုက်တာတွေထုတ်လုပ်သူတွေနဲ့မင်းသားအောင်စပူမင်းသမီးရတနာဘူတို့ရဲ့စူးစမ်းပန်းစားရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့ရုံတင်ခွင့်ရပြီးပြသတာနဲ့အခုထပ်ပို့ပြီးတော့ကြည်ကြည်တို့အားပေးခြင်းခံရမှာပါပို့ပြီးတော့အောင်မြင်မှုရစေခြင်းလို့အခက်အခဲတည်တည်လေးဆိုပေမဲ့လည်းအောင်စပူရဲ့ update လေးတွေကိုမျှော်နေတဲ့ပရိသတ်တွေအတွက်တော့နည်းနည်းလေးအားလျော့သွားခဲ့တာပေါ့နော်ဒီနေ့ကုန်ပိုင်းထဲကိုထွက်လာပြီးထင်ထားတာပရိရှိုးတောင်ကြည့်ကျင်နေကြတဲ့ပုံရိပ်တွေတွေ့ပေမဲ့လည်းချောမွေးစွာနဲ့ယုံတင်ခွင့်ရပြီးအထင်နဲ့ပြောခဲ့ရပေမယ့်အခုတော့စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်ဒီတော့ပရိသတ်ကြီးမမခင်တုံနဲ့ခက်စော်တို့ရဲ့ကန်ဆက်သူရုပ်ရှင်ဇာတ်ကအမြတ်ဆုံးယုံတင်ခွင့်ရပါစေနော်ပရိသတ်ကြီးရဲ့မြတ်တာတွေနဲ့မင်းသားလေးအောင်စပူရဲ့ update လေးတွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်ရှင်